皆さんこんにちはဒီဗီဒီယိုလေးကတော့ N5 နဲ့ N4 grammar ပတ်သက်လေးတွေဖြစ်တဲ့ဘတ်သက်မိုအီဒက်စကာနဲ့ဘတ်သက်ဤတာတာခဲမဆန်ကာဆိုတဲ့ grammar ပတ်သက်လေးနှစ်ခုအကြောင်းကိုပို့ပြီးတော့သိသွားအောင်လို့ရှင်းပြပေးချင်ပါတယ်ဘတ်သက်မိုအီဒက်စကာဆိုတာက verb ကိုတဲဖောင်ပြောင်းပြီးတော့မိုအီဒက်စကာကိုကတ်လိုက်တဲ့ grammar ပတ်သက်လေးဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ဘတ်လို့ရလားဘတ်ခွင့်ရှိလားဆိုပြီးတော့ကိုကတခုခုလှုပ်ချင်လို့တစ်ဖက်သူစီကနေခွင့်တောင်းတဲ့အခါမျိုးမှာသုံးတယ်ဥပမာပြောရမယ်ဆိုရင်စားလို့ရလားဆိုရင်တာဘဲတဲမှုအီဒက်စကာတောက်လို့ရလားဆိုရင်နွန်တဲမှုအီဒက်စကာဆိုပြီးတော့ verb ကိုတဲဖောင်ပြောင်းပြီးတော့မိုအီဒက်စကာကိုကတ်ရပါမယ်သူရဲ့ရဲပုံးလေးတွေကိုကြည့်မယ်ဆိုရင်တော့ခိုးခိုနီဇဝတဲမိုအီဒက်စကာဒီနေရာမှာထိုင်လို့ရလားဆိုပြီးတော့အခွင့်တောင်းတဲ့အခြေအနေမျိုးမှာသုံးတယ်နောက်တစ်ခုကတော့ခိုးခိုတဲ့ရှာရှင်းအိုတိုတဲမိုအီဒက်စကာဒီနေရာမှာဓာတ်ပုံရိုက်လို့ရလားဆိုပြီးတော့ကိုကဓာတ်ပုံရိုက်ချင်လို့အခွင့်တောင်းတဲ့အခြေအနေမျိုးမှာသုံးတယ်နောက်တစ်ခုရဲပုံလေးကတော့ခါရာရာနိုချောရှိကဝါရူအီနော်တဲ့ရာဆွန်းတဲ့မိုအီဒက်စကာနေမကောင်းဖြစ်တာကြောင့်နားလို့ရမလားဆိုပြီးတော့ကိုကနားချင်လို့ခွင့်တောင်းတဲ့အခြေအနေမျိုးမှာဒီဘတ်သက်မိုအီဒက်စကာကိုသုံးရတယ်ရတယ်ဆိုရင် hi eats မရဘူးဆိုရင်စမီမဆန်ချက်တော့အားနာပါတယ်မရပါဘူးဆိုပြီးတော့ပြန်ပြောပါတယ်နော်နောက်တစ်ခု grammar ပတ်သက်လေးကတော့ဘတ်သက်ဤတာတာခဲမဆန်ကာဆိုတဲ့ grammar ပတ်သက်လေးဖြစ်ပါတယ်ဒါကလည်း verb ကိုတဲဖောင်ပြောင်းပြီးတော့ဤတာတာခဲမဆန်ကာဆိုတဲ့ grammar လေးကိုကတ်ပေးလိုက်တာဖြစ်ပါတယ်เนาะသူ့ရဲ့အဓိပ္ပာယ်ကတော့လှုပ်ပေးလို့ရမလားကျေးဇူးပြု၍လှုပ်ပေးပါအောင်ဆိုပြီးတော့တစ်ဖက်သူကိုတခုခုလုံးစေချင်လို့တောင်းဆိုမှုတွေပြုလုပ်တယ်အကူအညီတောင်းတယ်ဆိုတဲ့အခြေအနေမျိုးမှာသုံးတယ်ပို့ပြီးတော့ယဉ်ကျေးတဲ့အသုံးလေးဖြစ်တယ်သူရဲ့ရဲပုံးလေးတွေကိုကြည့်မယ်ဆိုရင်တော့ရှာရှင်းအိုတိုတဲဤတာတာခဲမဆန်ကဓာတ်ပုံရိုက်ပေးလို့ရမလားဆိုပြီးတော့တစ်ဖက်သူစီကိုကအကူအညီတောင်းတယ်တောင်းဆိုမှုတွေပြုလုပ်တယ်နောက်တစ်ခုရဲပုံးလေးကတော့မိုးအချီတို့အိုရှိအတဲ့ဤတာတာခဲမဆန်ကနောက်တစ်ချိန်တင်ပြပေးလို့ရမလားဆိုပြီးတော့တောင်းဆိုမှုတွေပြုလုပ်တယ်အဲ့ဒီချိန်မှာ verb ကိုတဲဖောင်ပြောင်းပြီးတော့ဤတာတာခဲမဆန်ကဆိုတဲ့ grammar ပတ်သက်လေးကိုကတ်ပေးလိုက်တာပဲဖြစ်ပါတယ်နော်အဓိကသိရမှာကဘတ်သက်ဤတာတာခဲမဆန်ကာဆိုတာတစ်ဖက်သူကိုကတောင်းဆိုမှုတွေပြုလုပ်တယ်အကူအညီတောင်းတယ်ဆိုတဲ့အခြေအနေမျိုးမှာသုံးတယ်ဘတ်သက်ဤတာတာခဲမဆန်ကာနဲ့အဓိပ္ပာယ်တူတဲ့ grammar ပတ်သက်လေးတွေကတော့ဘတ်သက်မိုရာအဲမဆန်ကာနဲ့ဘတ်သက်ခူရဲမဆန်ကာဆိုတဲ့ grammar ပတ်သက်လေးတွေဖြစ်ပါတယ်ဒီအောက်ဆုံးကဘတ်သက်ခူရဲမဆန်ကာဆိုတာကကိုယ့်ရဲ့တငယ်ချင်းရင်းနှီးမှုတွေရှိတဲ့အခြေအနေမျိုးမှာသုံးတယ်ဒီဘတ်သက်ခူရဲမဆန်ကာထက်ပိုပြီးရင်ကြေးပြောချင်တယ်ဆိုရင်တော့ဒီအလေကဘတ်သက်မိုရာအဲမဆန်ကာကိုသုံးတယ်ဒီဘတ်သက်မိုရာအဲမဆန်ကာတဲ့ပိုပြီးတော့ရင်ကြေးပြောချင်တဲ့အထက်လူကြီးတွေပြီးတော့ customer တွေကိုယ့်ရဲ့ဆရာမတွေစီအကူအညီတောင်းချင်တဲ့တောင်းဆိုမှုတွေပြုလုပ်ချင်တယ်ဆိုရင်ဘတ်သက်ဤတာရာခဲမဆန်ကာဆိုတဲ့ grammar ပတ်သက်လေးကိုသုံးရမယ်နော်အဓိကမင်းနောက်ဆန်တို့ကစာမင်းပွဲမှာဘတ်သက်ဤတာရာခဲမဆန်ကာမဟုတ်ပဲတဲ့ဘတ်သက်မိုရာအဲမဆန်ကာနဲ့ဘတ်သက်ခူရဲမဆန်ကာလို့ပြောလာရင်လည်းဘတ်သက်ဤတာရာခဲမဆန်ကာနဲ့အဓိပ္ပာယ်တူပဲဆိုတာကိုသိစေချင်ပါတယ်နော်မင်းနောက်ဆန်တို့ကအဓိကသိစေချင်တာကဘတ်သက်မိုအီဒက်စကာဆိုတာကိုကတခုခုလှုပ်ချင်လို့တစ်ဖက်သူစီခွင့်တောင်းတာဘတ်သက်ဤတာရာခဲမဆန်ကာကြတော့တစ်ဖက်လူကိုတောင်းဆိုမှုပြုလုပ်တာအကူအညီတောင်းတာဆိုတဲ့အခြေအနေမျိုးမှာသုံးတယ်ဆိုတာကိုသိရပါမယ်နော်ပြီးတော့ဘတ်သက်ဤတာရာခဲမဆန်ကာနဲ့အဓိပ္ပာယ်တူတာကတော့ဘတ်သက်မိုရာအဲမဆန်ကာနဲ့ဘတ်သက်ခူရဲမဆန်ကာတို့ဖြစ်တယ်နော်ဒီနေ့ကတော့ဒီလောက်ပါပဲเนาะကြာမတန်းနဲ့